မဲ့ညီမများကိုဖိတ်ခေါ်လိုပါတယ်ချီးမွမ်းသူမဲ့သူများကတော့ဒေသရှင်စပယ်တင်ဖော်တော်တော် blueberry ဖွဲ့နဲ့ဖြူနှင်းပွင့်သွေးဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာငါဥအင်အားနဲ့ဆိုတော့အတော်မြိုင်မဲ့တခြင်းလေးဖြစ်ပါတယ်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုတူတကွချီးမွမ်းရတာကျွန်တော်တို့ကျေးဇူးတော်ရေတွက်လို့မကုန်ပါဘူးနှုတ်အားဖြင့်မကောက်ဂီတအားဖြင့်ချီးမွမ်းမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရပါတယ်ဒီတခြင်းလေးနဲ့ပတ်သက်လို့ရှုစားတဲ့ပရိသတ်ကိုဝေမျှနဲ့စကားလေးများကိုကြားပါရစေကျမတို့လူမျိုးတကာတွေကိုကောင်းချီးပေးတဲ့ဖျားကျမတို့အရောက်စရိုင်းကိုအစီအမြဲကောင်းချီးပေးတဲ့ဖျားသခင်ကိုကျမတို့အမြဲတမ်းချီးမွမ်းဖို့အတွက်လိုအပ်ပါတယ်ချီးမွမ်းခြင်းသက်တည်နဲ့ခွန်အားပေးကြပါတယ်ကျမတို့ကိုချစ်တဲ့ဘုရားသခင်ဟာချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ်ကျမတို့ရဲ့အတွက်ကိုလည်းသူကကယ်တင်နဲ့ကျမတို့အဖြစ်အတွက်သူကယ်တင်တဲ့ဘုရားဖြစ်ပါတယ်ထိုနည်းတူပဲကျမတို့ဘလောက်ပဲဆိုးနေပါစေသူဟာကျမတို့အတွက်ကောင်းမြတ်နေတဲ့ဘုရားဖြစ်တဲ့အတွက်ဒီသချင်းလေးနဲ့မွမ်းချင်ပါတယ်ကျေးဇူးတင်ပါတယ်အတူတကွဂုဏ်တော်ချီးမွမ်းကြပါစို့ယခုတပံကြားမဲ့တခြင်းလေးကတော့ကျွန်တော်တို့ငယ်ငယ်လေးတွေကအသေးထဲမှာဆွဲခဲ့ရတဲ့ဓမ္မတေးလေးတစ်ပုဒ်ဖြစ်ပါတယ်အထူးသဖြင့်လူငယ်တွေကြေကွဲတဲ့အခါဝန်းနေတဲ့အခါအထီးကျန်တဲ့အခါမှာတီဆိုလေးရှိတာကိုတွေ့ရပါတယ်ဒီထက်ပိုပြီးထူးခြားတာကအိမ်နဲ့ဝေးပြီးအဝေးရောက်တဲ့အခါမှာပြန်လည်ပြီးတီဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဒီတခြင်းကိုအခုတပံပြန်လည်ပြီးတော့တီဆိုလျက်ဂုဏ်တော်ချီးမွမ်းပေးမဲ့သူ